ဒီနေ့ကကြတော့သုံးကနန်းသမားတွေပေါ့နော်သုံးကနန်းသမားတွေရဲ့အကျင့်ဆက်ကလေးကိုပြောပြမှာပေါ့အဲသုံးကနန်းသမားတွေကသူတို့တွေကအရက်အားဖြစ်ဆိုရင်ပေါ့ရက်အမောင်းလေးတွေကအလောတော့ဆိုတဲ့ပါရှေ့လုံးတာပုံလုံးတာဖြစ်ဘူးနောက်သူတို့ရဲ့နေပုံထိုင်ပုံမျက်နှာမဟာဆန်တယ်ဆိုတာဟိုရှေးခေတ်မင်းသားမင်းသမီးတွေမျိုးမဟာဆန်ကြီးတွေအဲ့လိုမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူတို့ကတင့်တယ်ပွဲအဆင်းရှိရလို့ပြောချင်တာပေါ့နော်မျက်လုံးအယောင်လေးတွေဆိုလို့ရှိရင်လေမျက်လုံးအယောင်လေးတွေကလည်းတစ်ဖြက်ဖြက်လက်နေတာပေါ့နော်သူတို့နောက်ပြီးတော့ရင်အုပ်ကလည်းဟိုကျဲတယ်ပေါ့ကွယ်ဆွဲဆောင်မှုလည်းရှိတယ်ပေါ့ခန္ဓာကိုယ်ပုံစံဆွဲဆောင်မှုရှိတယ်နောက်ပြီးတော့စကားပြောလို့ရှိရင်လေဟာလေမျက်လုံးရောတစ်ဖြက်ဖြက်လက်တယ်ပြီးတော့ရှင်သူတို့ကဟိုစကားပြောလို့ရှိရင်လည်းနွေးနွေးထွေးထွေးရှိတတ်တယ်အမိန်တို့စီကန်းတို့เนาะအချိန်တွေကိုလေးစားတတ်တယ်သေဖို့တဲ့အဲ့ဒီအကြောင်းပဲသူကချိန်မုန်းခံရတတ်တယ်သူ့ရဲ့စိတ်နေစိတ်ထားလေးရကြတော့ဘယ်အချိန်တွေကိုရောက်သူကထင်ပေါ်ခြင်းတယ်ဆိုလူထင်ကြီးမှတတ်တယ်ပြီးတော့သူတစ်ပါးကိုလည်းအုပ်ချုပ်ခြင်းတယ်စေရေးအုပ်ချုပ်ရေးတွေမှာကျွမ်းကျင်တတ်တယ်သူတို့အဲ့ဘက်ကိုဝင်ကျွမ်းကျင်တတ်တယ်လို့ပြောတာနော်နောက်စီကန်းကိုယူသေးတယ်မြောက်ပင်တာကမကြိုက်ဘူးတီကြလောက်ကင်တတ်တယ်သူတို့ဖြစ်တဲ့ကျမ်းမာရေးလေးတွေကကြတော့အာယုံကြောတို့အကျောတို့အရေပြားတို့စတဲ့ယောဂတွေဖြစ်တတ်တယ်သူတို့ဖြစ်မဲ့အန်ဒီရကြတော့မီးဘေးလျှက်စေးအပူလောင်တာတွေတော့ဖြစ်တတ်တယ်ဓာတ်စာအနေနဲ့သူတို့ကျမ်းမာရေးမကောင်းရင်အရေးကြီးတဲ့ကိစ္စရှိလို့ရှိရင် cherry strawberry သည် berry သည်ဇီးဖြူသည်နနက်သည်ဘန်နာသည်ဒီကိုစားတဲ့တယ်ကျမ်းမာရေးညအချိန်မှာစားတဲ့တယ်အဆောင်နေနဲ့ကကြတော့ဂေါ်မုတ်ကြောက်ခဲမဖြူငွေကိုဆောင်တဲ့တယ်သူတို့ဝတ်တဲ့အရောင်ကကြတော့ခရမ်းရောင်နီရောင်ကြောက်သွေးရောင်လေးတွေကိုကြက်သွေးရောင်လေးတွေကိုဆောင်တဲ့တယ်မှကွာသူရေးကြီးတဲ့လုပ်ငန်းရေးကြီးတဲ့ကိစ္စရှိရင်ဒီလိုရောင်လေးတွေကိုဆောင်နာတို့ကိုယ့်ရဲ့အလောက်ခန်းမှာဒီလိုရောင်များများလေးတွေခြေသားတာတို့ကလှုပ်ထားတဲ့နာနောက်ပြီးတော့သူတို့ကန်ကောင်းစေတဲ့နေ့တွေကကြတော့အင်္ဂါကြာတာပြေးတောက်တာနေ့တွေကကန်ကောင်းနေအဲ့တော့အရေးကြီးကိစ္စရှိရင်ကို့မှာဒီလုပ်ငန်းဆောင်တာပဲလုပ်မယ်ဆိုလို့ရှိရင်အဲ့လိုနေမျိုးကိုရွေးချယ်ပြီးလုပ်တဲ့တယ်ငြိမ်လေးမနေဘဲနဲ့ကုတ်နေလို့ရှိရင်သုံးကနန်းသမားအညံ့စားဖြစ်တယ်သုံးကနန်းသမားနဲ့လှုပ်ရှားသွားလာနေရတယ်ကုတ်ရုပ်နဲ့ငြိမ်စင်နဲ့ဟိုလူတော်မတို့ဖြစ်တဲ့ပုံစံမျိုးဆိုရင်သူတို့တွေကမကောင်းစားတတ်ဘူးနော်အဲ့တော့သူတို့ပိုင်ဆိုင်တဲ့ဂျိုးဆိုတာကြာတာပရိဂျိုကြီးဆိုးတယ်အဲ့တော့သူတို့ကြာတာပရိတောက်ကြအင်္ဂါတွေကသူကန်ကောင်းတယ်အင်္ဂလိပ်မွေးရဲ့အနေနဲ့3 12 21 30အဲ့လိုရက်မျိုးတွေမှာအရေးကြီးကိစ္စတွေလုပ်ရတယ်နောက်6ရက်15ရက်24ရက်9ရက်18ရက်29ရက်အဲ့ရက်တွေကကန်ကောင်းတဲ့နေ့တွေဖြစ်တဲ့အတွက်အဲ့ဒီနေ့တွေမှာမိမိအရေးကြီးတဲ့ကိစ္စတွေကိုအကောင့်ထဲပေါ်တာလုပ်တဲ့နာတွေလုပ်တင်ပါတယ်